မင်္ဂလာပါရှင်ကဏ္ဍကတ္ထလတုတ်ကိုပူဇော်ပါမယ်ရှင်တရားရမည့်အင်္ဂါ၅ပါးတရားတော်မြတ်စွာဘုရားသည်ကဏ္ဍကတ္ထလအမိတော်သတ္တမင်တော်၌တရင်သုံးနေစဉ်ပသိနတိကောသလမင်းကြီးအားဟောကြားထားသောတုတ်ဖြစ်ပါတယ်ရှင်မြတ်စွာဘုရားသည်ပသိနတိကောသလမင်းကြီးအားမင်းကြီးကမ္မထံပွားများကြင်ကြံမှုအလုပ်ကိုအမြဲလုပ်သောသူတို့သည်စီးပွားခြင်းချမ်းသာခြင်းများပြည့်စုံနိုင်ရန်ဤအချက်၅ချက်နှင့်ပြည့်စုံရသည်တိထိုသူသည်ယုံကြည်ခြင်းတတ်တာရှိသည်နှင့်အနာရောဂါကင်းသည်သုံးမစင်းလဲမလဲပတ်တတ်မှန်သောစကားကိုသာပြောဆိုတတ်သည်လေးအကုသိုလ်တရားတို့ကိုပယ်ရန်မြဲမြံသောလုံလရှိသည်ကုသိုလ်တရားများကိုပြုလုပ်ရန်ဝိမလေးသောမေတ္တာစိတ်ရှိသည်ငါပညာရှိသည်ဖြစ်မှုပြမှုကိုသိနိုင်စွမ်းရှိသည်မင်းကြီးမိသည့်အမျိုးအနွယ်မှဖြစ်စေဤအချက်၅ချက်နှင့်ပြည့်စုံသောသူသည်ကမ္မထံတရားကိုကြည်ကြံပွားများအားထုတ်လျင်စီးပွားခြင်းချမ်းသာခြင်းများဖြစ်လိမ့်မည်ဟုမိန့်တော်မူခဲ့ပါ